ချမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဘာမီဖူကော်နာ YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာဒီနေ့မှာတော့အသားဟင်းတွေချက်စားရတာညီငွေလာတဲ့ချစ်ပြိတ်သက်ကြီးအတွက်ကျုပ်ဟင်းရည်ချက်နီးလေးကိုမျှဝေပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာကျုပ်ဟင်းရချက်ဖို့အတွက်ဆိုရင်တော့ပါဝင်ပစ္စည်းလေးတွေကိုအရင်ဦးဆုံးအခုလိုမျိုးပြင်ဆင်ပေးထားရပါမယ်ခင်ဗျာကော်မုံကိုလည်းအနည်းငယ်ထည့်သုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးကော်မုံလေးကိုအရေးဖြော်ပေးထားရပါမယ်ခင်ဗျာပါဝင်ပစ္စည်းလေးတွေကိုစုံစုံလင်းလင်းလေးပြင်ဆင်ပြီးသွားပြီဆိုရင်တော့ဟင်းစချက်လို့ရပါပြီခင်ဗျာဟင်းချက်ဖို့အတွက်စီပူလာပြီဆိုရင်တော့အရင်ဦးဆုံးကြက်သွန်ဖြူလေးကိုထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်ခင်ဗျာကြက်သွန်ဖြူအနံ့လေးအနည်းငယ်မွေးလာပြီဆိုရင်တော့ခရမ်းချင်သီးလေးကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာခရမ်းချင်သီးလေးတွေကိုကအခုလိုမျိုးစီမတက်ဖဲနဲ့တခါလဲရေထည့်ပြီးတော့ချက်မယ်ဆိုလဲရပါတယ်ခင်ဗျာအရသာအတွက်စားနှဲငယ်ထည့်ပေးလိုက်ပါမယ်ခင်ဗျာခရမ်းချင်သီးလေးတွေအနူးမြန်သွားအောင်လို့ရေလေးကိုအနှဲငယ်ထည့်ပေးလိုက်ပါမယ်ခင်ဗျာရေထည့်ပြီးသွားရင်တော့အဖုံးလေးကိုအုပ်ပြီးတော့ခဏလောက်ချက်ပေးထားရပါမယ်ခင်ဗျာခရမ်းချင်သီးလေးတွေကအခုလိုမျိုးအခြေအနေလေးရောက်လာပြီဆိုရင်တော့ရေကိုတော်သိမ့်ုံလေးထည့်ပြီးတော့ချက်ပေးရပါမယ်ခင်ဗျာရေထည့်ပေးပြီးသွားပြီဆိုရင်တော့အဖုံးလေးကိုအုပ်ပြီးတော့မိနစ်အနည်းငယ်ကြာအောင်ချက်ပေးထားရပါမယ်ခင်ဗျာမိနစ်အနည်းငယ်ကြာအောင်ချက်ပေးပြီးသွားပြီဆိုရင်တော့ကော်ရည်လေးကိုတစ်ခါတည်းထည့်ပေးလိုက်ပါမယ်ခင်ဗျာကော်ရည်လေးတွေကအခုလိုအခြေအနေမျိုးလေးဖြစ်လာပြီဆိုရင်တော့ခုနကပြင်ဆင်ထားတဲ့ကြက်ဥကိုတစ်ခါတည်းထည့်ပေးလိုက်ပါမယ်ခင်ဗျာကော်ရင်နဲ့ကြက်ဥလေးတမသွားအောင်မွေပြီးသွားပြီဆိုရင်တော့နောက်ဆုံးမှာကြက်သွန်မိတ်လေးကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာကြက်သွန်မိတ်လေးကိုထည့်ပေးပြီးသွားပြီဆိုရင်တော့အရေးအပြည့်အကျဲကိုမိမိတို့စိတ်ကြိုက်ခံမှန်းပြီးတော့မိပိတ်လိုက်လို့ရပါပြီခင်ဗျာဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ရှုပေးတဲ့တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းရတာရှိတဲ့ဟင်းပွဲလေးတွေကိုချက်ပြပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ဘာမီဖူကော်နာ YouTube Channel လေးကိုလည်း Subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာရတာရှိတဲ့ဟင်းပွဲလေးနဲ့အတူပြန်လာခဲ့ပါမယ်တတ်တာပါ